ဟုတ်ကဲ့ကိုနာမည်တစ်ချက်တော့ ကျွန်တော်ကရဲဘော်ပြပေါ်ပါ ကိုဘယ်တော့ဖွဲ့ရတယ်မသိ ကျွန်တော်ကရန်ကုန်ဝါရီရတဲ့ဖွဲ့ကစကောက်တောင်းနေတာ စကော့တောင်ယူထားတယ်နော်ကိုဒီနေ့အလုပ်တာကျင်းနှမှုရှိရလား ဒီနေ့တော့မရှိဘူးကျွန်တော်တို့ဒီစကောက်လုံးတွေအားနေချက်တွေရှိနေတဲ့အတွက်ကျွန်တော်တို့ဒီသေးတော့ကတဲ့အပိုင်းမှာအားနေချက်တွေရှိတာပေါ့ အနေချက်တရှိ အခုလုံးနေတဲ့ကံပိန်းမှာကျွန်တော်တို့တက်နိုင်တော့အောင်ဝင်ကူပြီးတော့ကျွန်တော်တို့ဒီသေးတော့လုံးတွေဒီတက်ထိုက်လုံးတွေဘယ်လိုလဲညီပေးကြပါဦး ကိုစကော့ပိုင်းရဲ့ကိုတောင်ယူထားရဲ့စကော့ပိုင်းရဲ့ဒီစစ်စင်ရေးမှာရှေ့တန်းမှာဒီအရေးပါပုံလေးတစ်ချက်လောက်ပြည်သူတွေရှင်းပြပေးလို့ရအောင် ကျွန်တော်ရေးပါဘောရိုင်းဟိုခွေးဟိုမှာစကားသားကုန်းနေစကားသားစခန်းနေစကားသားစစ်ကြောင်းထွက်လာတာတွေကိုကျွန်တော်အရှိရနေပြီးတော့ပြေးထောက်ပေးရတယ်အင်အားကြည့်ပေးရတယ်လက်လက်ခရမ်းကြည့်ပေးရတယ်ဒီလိုမျိုးပေါ့အဲ့ဒါဟိုမှာတိုက်ခိုက်ရေးရဲဘော်တွေကိုတစ်စက်ကျွန်တော်ပြန်ပြီးတော့ဟိုတရင်ကိုရတယ်ဟိုတိုက်ခိုက်ရေးဒုံးတွေအတွက်နေရာတွေရှာပေးရတယ်အဲ့လိုမျိုး ဆိုတော့ကိုရဲ့စကော့ကလည်းတအားကိုရေးကြည့်ရနော်ဟုတ်ကဲ့ဒါကျွန်တော်တို့လက်ရှိကျွန်တော်တို့ဒီနေ့ရှေ့တန်းမှာလောဖြစ်တဲ့မရှင်တစ်ခုပေါ့ခင်ဗျာဒါပဲကျွန်တော်တို့ကမ်ပိန်းလေးကအခုအားနေနေတဲ့အတွက်ဒီပညာမြင့်တင်ဖို့နဲ့လိုအပ်နေတဲ့ဒရုန်းတွေပြည်စည်းဖို့အတွက် Anytime Anywhere ဆိုတဲ့ကမ်ပိန်းလေးမှာပါဝင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာ